အဖေတားကိုစောင့်ပါဦးငါ့ကိုအဖေလို့ခေါ်နေတာလား ဒီဖားလေးတော့ထူးဆန်းလာကြည်လား အဝတ်အစားလေးနဲ့ချစ်စရာလေးမို့အိမ်ခေါ်သွားမှာပဲကို ဘေးကဖားစုပ်ကိုအိမ်ခေါ်လာတာလေကျမဖြင့်ဖားဆိုရင်ရွှန်လွန်းလို့ အပြင်းပြန်ထုတ်လိုက်တော့ တနာပါဦးမိမရာ တားလိုက်ရင်လည်းအများကြီးပဲအိမ်ကိုလည်းရှုပ်အောင်လုပ်တယ်နင်ကတော့တကယ့်အဲ့ဆိုးပဲ တာတောင်းမှန်ပါတယ်အမေကြီးရဲ့မိမရဲ့ ဖားလေးကိုအမေကြီးလို့ခေါ်ခိုင်းလိုက်ပါကွာသူကတို့ကိုတကယ်ခင်ရှာတာပါခေါ်တာ မရဘူးကျမကတော့သူ့ကိုဘယ်တော့မှအမေလို့အခေါ်မခံနိုင်ဘူး ကြည်စမ်းမိမဖားလေးကအခုဆိုလူလားမြောက်နေပြီအလုပ်တွေတောင်ဝိုင်းလုပ်ပေးနေပြီ ဟုတ်ပါမလားဟဲ့ကြည့်ရတာတစ်မျိုးပဲကဲပါဦးကိုကိုရေကျမရေနစ်နေပြီ အမလေးမိမရေငါလည်းရေမကူးတတ်ဘူးဘလို့လောက်ရပါမလဲစိတ်မပူပါနဲ့အမေကြီးတားဖားလေးလာပါပြီတားလေးရဲ့ အမေမားသွားပါတယ်တားလေးလိုပဲဒီအိမ်မှာအတူတူနေကြရအောင်နော် ဒါမှတို့မိမကွာကဲအိမ်ပြန်ပြီးတားလေးတို့ဟင်းကောင်းကောင်းချက်ကျွေးရအောင်